ကျဲဥလေးတွေကိုအကာနဲ့အနှစ်ခွဲထားမယ်ကျဲဥကာထဲကိုကောမုတ်လေးထည့်ပြီးတော့မှလိုးစပီလေးနဲ့မှွေပေးပါမယ်အမြုပ်အနေထားဒီလိုဖြစ်ပြီဆိုရင်အတော်လေးပူနေတဲ့စီပူတဲ့ဖြည်းဖြည်းထက်တာထည့်ချပေးပါမယ်ရှင်9 မိနစ်ခန့်ကြာရင်ဒီလိုပွားတက်လာပြီးတော့မှအောက်ဘက်ကရွှေဝါရောင်ပြောင်းပြီးဆိုရင်နောက်တစ်ဖက်ကိုခက်တတာလန်ပေးပါမယ်အောက်ဘက်ကိုလှမ်းပြီး10 မိနစ်ခွဲခန့်ရှိပြီဆိုရင်ခက်တတာလေးမှပြီးတော့မှဆဲထုတ်ပေးပါမယ်ရှင်ကျဲဥလေးတွေကိုနောက်တစ်ဖက်လှမ်းပြီးကြော်ရင်ပုံမွေးပြီးတော့မှအယောင်ပိုလှပေးမယ်ပွားနေတဲ့ကျဲဥလေးက3 ပုံ 1 ပုံလောက်ပြားသွားပါတယ်ဖောင်းဖောင်းပွားလေးကိုပိုကြိုက်တယ်ဆိုရင်တော့ဗီဒီယိုနောက်ဆုံးလေးမှာနောက်တစ်ဖက်ကိုမလန်ပဲနဲ့စီလောင်းပြီးကြော်တဲ့ပုံလေးတွေထည့်ပေးထားပါတယ်ရှင်စီဝဲကြိတ်သားနဲ့ခယူးစီတွေကိုအိုးထဲထည့်ပြီးတော့မှအသားတွေအတုံးခဲတွေမဖြစ်အောင်ဖိချေမွေကြော်ပေးပါမယ်အသားလေးတွေတဝက်လောက်ကျက်ပြီဆိုရင်ကျဲဥအနှစ်ထည့်ပြီးတော့မှမွေရောကြော်ပေးပါမယ်10 မိနစ်ခွဲလောက်ကြော်ပြီးရင်ငရုတ်ကောင်းမုံနဲ့ကြက်သွန်ဖြူအသီးရွက်တွေထည့်ပေးပါမယ်10 မိနစ်လောက်ကြော်ပြီးပြီဆိုရင်တော့ရင်လေးထည့်ပေးပါမယ်ရှင်2 မိနစ်လောက်ထပ်ကြော်ပြီးပြီဆိုရင်တော့လေးပိုင်းပြက်လီးထားတဲ့ကျဲဥကြော်လေးတွေထည့်ပြီးတော့မှအရသာရှိစွာသုံးဆောင်နိုင်ပါပြီကျမကတော့ဓာတ်ပုံရိုက်တဲ့အချိန်မှာလှအောင်လို့အရွက်ကြော်လေးတွေကိုအကုန်မထည့်ပဲနဲ့နည်းနည်းလေးပဲထည့်ထားတာပါရှင်ဒီပုံလေးတွေထဲကအတိုင်းကျဲဥကိုနောက်တစ်ဖက်ကိုမလန်မဲစီပူတွေကိုဇွန်းနဲ့ခတ်တက်တာလောင်းပြီးကြော်ရင်တော့ပွာလာတဲ့ကျဲဥတွေကမပြားရတဲ့အတွဲပို့ပြီးဖောင်းဖောင်းလေးရပါတယ်